ဒီလေးဖြတ်ထားတဲ့သူတွေကပေါ့နော်များသောအားဖြင့်ကျွန်တော်တို့လက်ချောင်းလေးတွေဘယ်လိုဆန့်အောင်လဲပေါ့နော်လက်ချောင်းလေးတွေဆန့်လို့မရဘူးလက်ချောင်းလေးတွေလှုပ်ရှားလို့မရဘူးဆိုပြီးတော့အမေးများဆုံးပေါ့နော်အဲ့တော့လက်ချောင်းလေးတွေပြန်ဆန့်ဖို့အတွက်ကကျွန်တော်တို့ကဒီလေးဖြတ်ပြီးနောက်ပိုင်းမှာဆိုလို့ရှိရင်လက်ချောင်းတွေကပို့ပြီးတော့ဒီတင်းတဲ့ကြော်သားရဲ့တင်းလာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ပို့ပြီးတော့ကြတော့ဒီပေါ့နော်ကိုးလာကြတာပို့ပြီးတော့များတယ်အဲ့အချိန်မှာလက်ချောင်းတွေပြန်ဖြတ်ဖို့အတွက်ခက်လာတယ်ပေါ့နော်ပြန်ပြီးတော့လှုပ်ဖို့အတွက်ကပေါ့နော်တစ်ခုကင်ပြီးတော့လှုပ်ဖို့အတွက်ကခက်လာတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီတင်းအားကြောင့်မလို့ကြက်သားတင်းအားကြောင့်မလို့ဒီစုပ်အားကရှိပြီးသားပေါ့နော်အဲ့တော့ပြန်ပြီးတော့လှုပ်ဖို့အတွက်ကကြတော့ဘယ်လိုပြန်ပြီးတော့လေ့ကျင့်ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာလူမျိုးတွေကများသောအားဖြင့်ဒီထိသွားပြီဆိုလို့ရှိရင်လက်ထဲမှာတံမြာသီးတို့ထားကြရများတယ်နော်တံမြာသီးပဲဖြစ်ဖြစ်ညှစ်တဲ့ဘောလုံးရှိလို့ရှိရင်ညှစ်တဲ့ဘောလုံးပဲဖြစ်ဖြစ်ပေါ့နော်တစ်ခုခုကိုဒီကွေးနေတဲ့လက်ထဲကိုထည့်မယ်ပေါ့နော်ထည့်ပြီးသွားပြီဆိုရှင်ဘာကိုလေ့ကျင့်ရမလဲဆိုတော့ကျွန်တော်တို့ပြန်စန့်မှုအတွက်ဆိုလို့ရှိရင်ပေါ့နော်ပစ္စည်းကိုကင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရှင်လွှတ်ချပဲဖြစ်ဖြစ်အဓိကအရေးကြီးဆုံးကဘာကိုအဆက်ရမလဲဆိုရင်လက်မပေါ့နော်ပစ္စည်းတစ်ခုခုမြင်းမြဲကင်မှုအတွက်ဆိုလို့ရှိရင်ဒီလက်မရဲ့အားရှိမှကျွန်တော်တို့မြဲတာဒီလက်ချောင်းလေးချောင်းလေးနဲ့ဆိုရှင်အားမရှိဘူးဒီလက်မရဲ့အားရှိမှဒီစုပ်အားပေါ့နော်ကင်အားမြဲတာပေါ့နော်ခုလွှတ်ချမယ်ဆိုလို့ရှိရင်အဲ့ကြောင့်အဓိကကဒီလက်မကိုအာရုံစိုက်ပါနော်လက်မလေးကိုအရင်ဆုံးပေါ့နော်လက်မလေးကိုစနိုင်အောင်ပေါ့လက်မလေးကိုဖြတ်ပြီဆိုလို့ရှိရင်တခြားလက်ချောင်းတွေကလည်းအလိုလိုဟိုပေါ့နော်တဖြည်းဖြည်းနဲ့စလာနိုင်မှာဖြစ်ပါတယ်အဲ့တော့လက်မလေးကိုစနိုင်အောင်လက်မလေးကိုအဓိကပြောချင်တာကလက်မကိုအဓိကအာရုံစိုက်ပြီးတော့လက်မလေးကိုခဏလေ့ကျင့်ပေးပါလက်မလေးကိုအခုလိုမျိုးလေးစနိုင်အောင်ပေါ့နော်လက်မလေးကိုစနိုင်အောင်လက်မလေးလှုပ်ရှားနိုင်အောင်အရင်ဆုံးလေ့ကျင့်ပါဒါဆိုလို့ရှိရင်တဖြည်းဖြည်းပေါ့နော်လက်ချောင်းလေးရလည်းပြန်ပြီးတော့ဆန့်လာနိုင်မှာဖြစ်ပါတယ်အဲ့တော့ဒါပေမဲ့အရေးကြီးဆုံးကကြတော့ခဏလေ့ကျင့်ဖို့ပေါ့နော်ဒါမှအုံနောက်ကနေပြီးတော့ဒီလက်ချောင်းလေးတွေဆန့်လာဖို့အတွက်ဒီလက်မလှုပ်ရှားမှုလေးကိုပြန်ပြီးတော့မှတ်မိလာမှာဖြစ်ပါတယ်နော်အဲ့ဒါကြောင့်မလို့များလေ့ကျင့်မှာမြန်တိုးတက်မှာပဲဖြစ်ပါတယ်အဲ့ကြောင့်ခဏလေ့ကျင့်မှာအဓိကလက်မကိုအာရုံစိုက်ပါအဲ့တော့မကျေးဇူးအများကြီးတင်ပါတယ်ရှင်